မိမနဲ့ဆက်ဆံပေးတယ်ဆိုတာဟုတ်လားတဲ့မဟုတ်ပါဘူးเนาะအဲ့တော့ Left Heart Wise Channel မှကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင်မင်္ဂလာပါတဲ့ဒေါက်တာလေးဒီအိုဂျီပါကဲအဲ့တော့ဒီမေးခွန်းလေးဖြေကြည့်ရအောင်တဲ့ယောက်ျားလေးတွေတဲ့မျော့ပါတယ်မိန်းမနဲ့ဆက်ဆံပေးတယ်ဆိုတာဟုတ်လားတဲ့မဟုတ်ပါဘူးเนาะအဲ့တော့မဟုတ်ဘူးလို့ပဲအကြမ်းမြင်ဖြေမယ်အဲ့တော့တိတ်သွားတဲ့ယောက်ျားကြီးလည်းရှိမယ်။ဘာဖြစ်လို့လဲဆိုတော့မျော့ဆိုတာအရင်သိအောင်ရင်လုံးမျော့ဆိုတာကကြွက်သားတစ်ခုပဲเนาะကြွက်သားစက်တန်လို့ခေါ်တဲ့အရာတစ်ခုပဲသူကဘယ်ကနေလာတာလဲဆိုလို့ရှိရင်စာရင်လည်းပြောမယ်เนาะအဲ့တော့ဘယ်ကနေလာတာလဲဆိုလို့ရှိရင်ကျမတို့ဒီ main ကလေးတယောက်ပေါ့เนาะအမေရဲ့ဘိုက်ထဲမှာတအိမ်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုလေး duck နှစ်ခုเนาะပြုံလေးနှစ်ခုစုံသွားအဲ့ပြုံချောင်းလေးနှစ်ခုစုံပြီးဆက်ပြီးတအိမ်လေးဆိုဖြစ်တာအဲ့တော့အဲ့နှစ်ခုကစုံတဲ့နေရာမှာအခက်ခဲလေးဖြစ်သွားပြီးဒီလိုမျိုးလေးဖြစ်ပြီးတအိမ်နှစ်ခွဖြစ်တယ်နှစ်ခွမှာဒီလိုလေးခွတာရှိရဒီလိုခွတာရှိရဟာအိုးအဆုံးထိနှစ်ခွဖြစ်နေတဲ့အမျိုးသမီးတွေလည်းရှိတယ်အဲ့တော့တအိမ်နှစ်ခုပါတာတို့เนาะတအိမ်ကောင်းနှစ်ခုပါတာတို့ပြီးရင်မိမကိုနှစ်ပေါက်ပါတာတို့ကရှိတယ်เนาะမိမကိုဆိုအဝင်ဝါတော့တစ်ခုတည်းပေါ့เนาะအဝင်ဝါတော့တစ်ခုတည်းအထဲမှာမိမကိုနှစ်ခုဖြစ်နေအဲ့တော့ဒါအမျိုးသမီးရဲ့အင်္ဂါလေးထဲမှာစက်တန်ဆိုတာကဒီလိုဂျားလေးထဲမှာအခွာလေးဆိုတော့သူကဟိုဘက်ဒီဘက်ဖြစ်နေတာပေါ့เนาะအဲ့တော့ကောင်းတဲ့အချက်အရင်ပြောပြမယ်မကောင်းတဲ့အချက်နဲ့နှစ်မျိုးရှိပြီးပြောပြမယ်ကောင်းတဲ့အချက်အဲ့တော့မိမကိုမျှော့ပါတယ်ဒီကြွက်သားပါတယ်စက်တန်လေးပါတယ်မိမတွေရဲ့ကောင်းတဲ့အချက်ကတော့ဒါသူနဲ့ပတ်သက်ခဲ့ဘူးတဲ့အမျိုးသားတွေပေါ့နော်အမျိုးသားတွေအချစ်ဦးတွေအချစ်ဟောင်းတွေအချစ်နှောင်းတွေအချစ်ဆုံးတွေနော်အချစ်သစ်တွေအားလုံးကကောင်းမွန်တဲ့ခံစားချက်နော်ပြီးပြည့်စုံတဲ့ခံစားချက်မျိုးဖြစ်စေတယ်။ဘာကြောင့်လဲဆိုတော့ तू ကတိတ်ပြီးထွေထွေထူးထူးလုံးစရာမလိုပဲနဲ့တင်းတယ်ကြက်တယ်နော်တောင်းနေတင်းနေကြက်တယ်ပေါ့နော်အဲ့လိုခံစားချက်ကိုပေးနိုင်တဲ့အခါကျတော့အဲ့လိုလူတွေကသူ့ကိုမမေ့နိုင်ကြဘူးအဲ့တော့ तू ကစုံးနဲ့ပဲပြူစားတာလို့အတက်နဲ့ပဲပြူစားတာလို့အားလုံးကဆွဲလန်းခံရတယ်ပေါ့နော်ဟုတ်ပြီဒါကတော့ကောင်းတဲ့အချက်နော်မကောင်းတဲ့အချက်ပြောပြမယ်မကောင်းတဲ့အချက်ကတော့ကျမတို့စေပညာအရာပဲမကောင်းတဲ့အချက်ကကျတော့ तू ကလေးမွေးတဲ့အချိန်နော်ရိုးမွေးတဲ့အချိန်ပေါ့နော်ခွဲမွေးရင်တော့ဒီအောက်ပိုင်းတွေလုံးဝမပြတ်စည်းပါဘူးဒါခွဲမွေးတဲ့သူတွေအတွက်ကတော့ဒါအားသာချက်ပေါ့နော်အဲ့တော့ရိုးမွေးတဲ့သူတွေကျတော့အမျိုးသမီးရဲ့အင်္ဂါအတွင်းပိုင်းတွေပျက်စီးတတ်တယ်ပေါ့နော်အနေနဲ့အများပေါ့နော်ပျက်စီးတတ်တဲ့အခါကျတော့သူ့မှာကျတော့ဘာဖြစ်တယ်လဲဆိုကလေးကညက်တဲ့အခါကလေးထွက်ဖို့အတွက်ခက်တတ်တယ်နော်ကလေးမွန်းတတ်တယ်ပေါ့နော်ကလေးမှာအန်ရရှိတတ်တယ်နောက်တကယ်လို့ကလေးထွက်သွားခဲ့တယ်ဆိုတော့ဒီစက်တန်ဒီကြွက်သားပါတယ်တော့အဲ့ကြွက်သားရပြတ်သွားတဲ့အခါကျအဲ့ကြွက်သားဖြစ်တဲ့အတွက်တွေးထွက်လွန်တတ်တယ်ပြန်ချုပ်ရတတ်တယ်နော်တေချာပြန်မချုပ်လို့ရှိရင်ဒီနေရာကနေသူတို့ဒုက္ခရောက်တာတွေးထွက်လွန်တာဖြစ်တတ်တယ်ပေါ့တွေးသွန်တယ်ဘယ်နေရာသွန်လို့သွန်မှမသိတဲ့အိမ်ကလာဘယ်ရလဲပါလဲပေါ့နော်အဲ့လိုမျိုးတွေခက်ခဲဖြစ်တတ်ပါတယ်အဲ့တော့ဒီမိကုန်းလေးဖြေပေးလိုက်မယ်နော်အားလုံးလည်းမျှော့ချောင်းကိုတည်ကျင်နေကြပြီထင်ပါတယ်လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်လေးနဲ့ခံစားချက်လေးတွေကို comment လေးတစ်ခုလောက်ရေးခဲ့ကြပါအောင်ရှင့်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ကြပါအောင်ရှင့်